Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာအုပ်ကတော့ Master Your Time ဆိုတဲ့အချင်းကိုအကျိုးရှိစွာသုံးချခြင်းဆိုတဲ့စာအုပ်ထဲအကြောင်းအဆိုကျွန်တော်ဖတ်ပြခြင်းပါတယ်လူတိုင်းရဲ့ဘဝမှာအချင်းအရန်ရေးကြည့်ပါတယ်အားကြောင့်မို့ဒီစာအုပ်ရဲ့ချက်လက်တွေကသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်အချင်းကိုအကျိုးရှိစွာသုံးချခြင်းလူတိုင်း24နာရီရရှိရတယ်အချင်းတကကုန်ပြီးသွားရင်ပြန်ပြီးငွေနဲ့ဝယ်လို့လည်းမရနိုင်ပါဘူးတဲ့အချင်းကကုန်ဆုံးသွားရင်ဖြစ်ပါတယ်အချင်းကိုအကျိုးရှိစွာသုံးချဖို့ရန်ကိုရေးကြည့်ပါတယ်အချင်းကကျွန်တော်တို့အနာဂတ်ကျွန်တော်တို့ဘဝကောင်းမှုအတွက်အချင်းကိုအကောင်းဆုံးသုံးချပြီးအကောင်းဆုံးသုံးချဖို့လိုအပ်ပါတယ်အချင်းစီမံခန့်ခွဲမှုကပိုပြီးပျော်ရွှင်တဲ့ပိုပြီးအောင်မြင်တဲ့ဘဝတစ်ခုကိုပုံဖော်ပေးနိုင်ပါတယ်ဒီဘက်ခေတ်မှာလူအများစုက TikTok တွေ social media new video ပေါ်မှာပဲအချင်းကုန်နေတဲ့ကြပြီအချင်းဘလို့ကုန်လို့ကုန်တော့မှမသိအောင်အသုံးပြုနေကြတယ်တဲ့ဒီနေ့ကုံဆုံးသွားတဲ့ကအချင်းတွေကိုဘယ်လိုကုံဆုံးသွားလဲကိုအနာဂတ်တွေအကျိုးရှိမဲ့အလုပ်တွေကိုလုပ်ပြီးတော့ကုံဆုံးခဲ့ရလားတဲ့ဒါမှမဟုတ်ကိုယ့်အတွက်အကျိုးမရှိတဲ့ဒီအရာတွေပေါ်မှာပဲအောင်ဆိုင်မိနေလားဆိုတော့ဒီအချင်းကိုယ့်ရဲ့အချင်းကိုအကျိုးရှိစွာသုံးချရလားပြန်လဲသုံးသပ်ဖို့အရန်ကိုရေးကြည့်ပါတယ်အောင်တော့ကောင်းအောင်စရာကောင်းတာတဲ့အချင်းတွေကုံဆုံးနေလဲဆိုတာအောင်ဆိုင်ဖို့အရန်ရေးကြည့်ပါတယ်တဲ့တင်ယူကြည့်ထွက်ဖို့ဒါမှမဟုတ်တကယ်ရေးမပါတဲ့အရာတွေမှာလိုက်လို့ရင်းပါရရလိုက်လုံးမိနေသလားဆိုတော့ queue site ဖို့လိုပါတယ်တဲ့လေ့ကျင့်ဖို့အတွက်အချိန်နေလို့ကျွန်တော်တို့ဘဝမှာအလုပ်တစ်ခုအောင်မြင်ဖို့အတွက်ကျွန်တော်တို့ဆောင်းဝဲဖြေမဲ့လူတယောက်အတွက်ဆိုရင်ဒီဆောင်းဝဲအောင်မှုတွေကျွန်တော်တို့စာချက်ဖို့အချိန်နေလို့တယ်တော့အလုံးမှာအောင်မြင်ဖို့ဆိုရင်လည်းဒီအလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ကျွန်တော်တို့အချိန်လေ့ကျင့်မှုဒီပေါ်မှာအယုံစိုက်ထားရပါမယ်တဲ့အဲကြောင့်မို့အချိန်အရန်ကိုရေးကြည့်ပါတယ်တဲ့အချိန်ကိုစီမံခန့်ခွဲမှုတင်ယူခြင်းကပိုပြီးကောင်းတဲ့ပုံစံဖြစ်လာဖို့ကူညီပေးပါတယ်ပိုပြီးတောင်းတတာဖြစ်တဲ့ဘဝကိုဖြစ်လာစေဖို့ကူညီပေးပါတယ်အချင်းကိုစုမှန်ခန့်ဝဲနိုင်တဲ့အခါမှာကိုယ့်ဘဝကိုပြန်လည်ထိန်းချုပ်နိုင်လာပါလိမ့်မယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာအချင်းကိုအကျိုးရှိစွာအသုံးချဖို့အရန်ကိုရေးကြည့်ပါတယ်လို့စာရေးဆရာပြောထားပါတယ်အချင်းကိုကျွန်တော်တို့အကျိုးရှိတဲ့အရာတွေကိုမှအအောင်စိုက်ထားမယ်ဆိုရင်ကျွန်တော်တို့ဘဝပိုကောင်းမှုအတွက်ဖြစ်လာမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကအရေးမပါတဲ့ဒီအရာတွေကိုလုပ်နေပြီကိုယ့်ရဲ့အချိန်ကိုအသုံးချနေမယ်ဆိုရင်ကျွန်တော်တို့ကကောင်းလာမှာမဟုတ်ပါဘူးအဲဒါကြောင့်မို့ကျွန်တော်အချိန်ကိုအကျိုးရှိစွာသုံးချဖို့ရန်ကိုရေးကြည့်ပါတယ်မဲဆိုတော့ကိုယ့်ရဲ့အချိန်ကိုဘယ်အရာတွေမှာအသုံးချမိနေလဲဒါမှမဟုတ်အရေးပါတဲ့အရာတွေမှာအသုံးချနေလားဒါမှမဟုတ်အရေးမပါတဲ့အရာတွေမှာပဲကိုယ်အာရုံစိုက်မိနေလားဆိုတော့ကိုယ့်ရဲ့အချိန်ကိုဘယ်အရာတွေမှာအသုံးချနေလဲဆိုပြန်လေသုံးသပ်ဖို့အရန်ကိုရေးကြည့်ပါတယ်တဲ့အဲကြောင့်ကျွန်တော်ဒီလိုအနည်းချုပ်တွေကိုဖတ်ပြပေးတော့